ငါးတွေရေထဲပြန်ဆင်းသွားလို့လီယိုတို့မြေးပွားကဝမ်းထဲစွာငိုနေကြပြီးရွာသားတွေကလောဘကြီးတဲ့အဖွားကိုကြည့်ပြီးလှောင်ရင်နေကြပါတယ်။အဲ့ဒီအချိန်မှာအိမ်နီးချင်းတယောက်ကအဖွားဖြစ်သူလော်ယာကိုလာရှာပြီးမြို့ကစာတဆောင်လာတယ်လို့ပြောလိုက်ပါတယ်။အဖွားလော်ယာကစာကိုဖတ်ကြည့်လိုက်တဲ့အခါမြို့မှာအလုပ်သွားလုပ်နေတဲ့လီယိုနဲ့ဗန်နီတို့ရဲ့အမေကကွယ်လွန်သွားပြီးသူမကငွေကြေးအမြောက်အများခြံထားခဲ့တယ်လို့တွေးလိုက်ရပါတယ်။အဖွားဖြစ်သူကချွေးမောက်ကိုဆုံးရှုံးရလို့ဝမ်းနေရမယ့်အစားငွေတွေခြံထားခဲ့လို့ပျော်ရွှင်သွားပါတယ်။အဖွားကဒီကိစ္စကိုသူများတွေသိလို့မဖြစ်ဘူးလို့တွေးပြီးသူမနဲ့လီယိုတို့အမျိုးတွေနဲ့တွေးဖို့မြို့ကိုသွားဦးမယ်လို့ပြောပြီးထွက်သွားကြပါတယ်။ဝေးနဲ့ဗန်နီတို့နှစ်ယောက်ဟာဝေးအမေအိမ်ကိုပြန်လာကြတယ်။အိမ်ရောက်တော့လင်ဒါနဲ့ဝေးရဲ့အမေတို့ကအိမ်မှာမနေဖို့ခြံပြင်ကိုမောင်းထုတ်ပါတယ်။ဝေးကသူမရဲ့နှလုံးရောဂါပြန်ထလာလို့လဲကျသွားပါတယ်။ဗန်နီကသူမရဲ့မေရောဂါခံစားနေရလို့အိမ်ထဲမှာခဏလောက်နာခွင့်ပြုပါလို့တကားကိုတုံးပြီးတောင်းပန်နေတယ်။လင်ဒါကတကားကိုအတင်းတွန်းပိတ်လိုက်တဲ့အခါဗန်နီလေးရဲ့လက်ကညက်သွားတဲ့အတွက်ဗန်နီကနာလို့လန့်ပြီးတကားကိုအတင်းဆောင်တွန်းလိုက်တဲ့အချိန်မှာတကားကဝုန်းခန်းနဲ့ဆိုပြီးပွင့်ထွက်သွားပါတယ်။ဝေးအမေနဲ့လင်ဒါတို့နှစ်ယောက်လန့်သွားပြီးမြေပေါ်လဲကျသွားပါတယ်။ဗန်နီကဝေးစီကိုငိုပြီးသွားတော့ဝေးကမျက်ရည်တုပ်ပေးလိုက်တဲ့အချိန်မှာဗန်နီရဲ့မျက်ရည်နဲ့သူမရဲ့လက်နဲ့ထိပြီးဝေးခံစားနေရတဲ့ဝေဒနာကတက်တာသွားပါတယ်။ပြီးတော့သူမတို့နှစ်ယောက်ဝေးနေတဲ့တဲဆုပ်ကလေးကိုသွားကြပါတယ်။နောက်တစ်နေ့မှာဆေးဆရာကဝေးကိုလာကြည့်ပြီးသူမရဲ့နှလုံးရောဂါကအရင်ထက်တက်တာလာကြောင်းပိုပြီးတက်တာလာဖို့အတွက်တဘာဝကျင်စင်းတောက်ရန်လိုကြောင်းဒါပေမဲ့အခုလက်ရှိမှာကျင်စင်းကရှားပါနေကြောင်းပြောပါတယ်။ဗန်နီလေးကသူမကျင်စင်းလိုက်ရှာပြီးမေမေကိုတိုက်မယ်လို့ပြောလိုက်တယ်။ပြီးတော့ဆေးဆရာကိုပြန်လိုက်ပို့ရင်လမ်းမှာဆေးဆရာကဒီထိပဲလိုက်ပို့ပြီးအိမ်ပြန်ဖို့ပြောလိုက်တဲ့အခါဗန်နီလေးကကျင်စင်းကိုဆက်ပြီးရှာပါတယ်။ဒါပေမဲ့သူမကဂျင်းစင်းပင်ကိုမသိလို့ငှက်ကလေးကိုမေးလိုက်တဲ့အခါငှက်ကလေးကဂျင်းစင်းရှိရာညွှန်ပြပေးပါတယ်သူမကဂျင်းစင်းကိုတူးပြီးအိမ်ပြန်လာကဝေးကိုပေးလိုက်ပါတယ်ဝေးကတော့လူကြီးတွေတောင်ဂျင်းစင်းရှာဖို့ခက်တာဗန်နီလေးကခဏနဲ့ရှာနိုင်လို့မယုံနိုင်အောင်ဖြစ်နေပါတယ်အဲ့ဒီညမှာပဲသူမတို့နှစ်ယောက်အိတ်နေတော့မိုးကတဲမဲရွာချပါတယ်တဲကမိုးတွေယူပြီးနေလို့မရအောင်ဖြစ်နေတာမို့ဗန်နီကိုချီပြီးအပြင်ကိုထွက်လာခဲ့ပါတယ်မိုးတွေလေးတွေပြင်းထန်လာပြီးသူတို့ရဲ့တဲလေးကပြိုကျလူနေပါဖြစ်နေပါတယ်အဲ့ဒီအချိန်မှာလင်ဒါကအပြင်ကပြန်လာရင်သူတို့သားအမိကိုတွေ့ပြီးကန်ဆိုးတဲ့သူတွေမိုးက3ရက်တောင်ရွာမှာလို့ကြီးညာထားတယ်။နင်တို့နေစရာတဲကတောင်ပြိုတော့မယ်လို့လောင်ပြောင်ပြောဆိုပါတယ်။ဗန်နီလေးကစိတ်ပူပြီးကောင်းကင်ကိုမော့ကြည့်ကသူမတို့နေစရာမရှိမှဆိုလို့ခုချက်ချင်းမိုးတိတ်ပေးဖို့တောင်းဆိုနေပါတယ်။အဲ့အချိန်မှာပဲတဲထန်စွာရွာနေတဲ့မိုးဟာထူးဆန်းစွာနဲ့တိတ်သွားပါတော့တယ်။